ဘာကြောင့် barista တွေက coffee မဖြောခင် coffee မှုန့်တွေကိုဖြန့်ပြီးလိုအပ်တာလဲ။ဘာကြောင့်လဲဆိုတော့ distribution လုပ်ခြင်းက coffee ကို brewing လုပ်ခြင်းနည်းတွေအရေးကြီးလို့ပါ coffee မှုန့်တွေကို water filter ထဲထည့်တဲ့အခါမှုန့်တွေကညံ့ကြလိမ့်မရှိပါဘူး။တချို့နေရာတွေမှာအမှုန့်တွေကထူတာတိတ်သေးတာဖြစ်တတ်ပြီးတော့တချို့နေရာတွေမှာတော့ကျဲနေပွားနေလေးရှိကြပါတယ်။ဒါတွေက coffee တိတ်သီးမှုကိုမညာဖြစ်စေပြီးတော့ channeling ဆိုတဲ့ပြဿနာကိုဖြစ်ပေါ်စေပါတယ်။ channeling ဆိုတာ coffee set ထဲမှာရှိတဲ့ရေတွေက water filter တွေက coffee မှုန့်တွေကိုမညာဖြတ်တန်းစီးဆင်းခြင်းဖြစ်တဲ့ပြဿနာကိုခေါ်တာပါ။ရေတွေကကျဲပြီးပွားနေတဲ့နေရာတွေကိုလင်းမြန်စွာဖြတ်သွားပြီးတော့တိတ်သီးနေတဲ့နေရာတွေကိုတော့ရှောင်ထွက်သွားပါတယ်။ဒါကြောင့်တချို့ coffee အမှုန့်တွေက over extracted ဖြစ်ပြီးတော့ခါကချို့တွေကတော့ under extraction ကိုဖြစ်ပေါ်စေပြီးချင်စူးတဲ့အရာတာကိုရစေပါတယ်။ဒီလိုဆိုရင်တော့လုံးဝကောင်းမွန်ပြီး balance ဖြစ်တဲ့ coffee ကောင်းတစ်ခုကိုရနိုင်မှာမဟုတ်တော့ပါဘူး။ဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင်တော့ distribution tool သို့မဟုတ် WDT ကိုသုံးပြီးလို့ရပါတယ်။ဒါလေးက coffee ခဲတွေကိုတက်နှံသွားစေပြီးတော့ basket ထဲမှာညီညာရဲ့မျက်နှာပြင်တစ်ခုရအောင်ဖန်တီးပေးပါတယ်။ဒီလိုညီညာရဲ့ coffee မှုန့်တွေကို hamper နဲ့ဖိလိုက်တဲ့အခါမှာတော့ရေကချောမွေ့စွာဖြတ်သန်းသွားပြီးတော့ပို balance ဖြစ်တဲ့ espresso ရဲ့အချိုးဓာတ်ကိုတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မှတ်သားစရာတစ်ခုက coffee မှုန့်တွေညီညာမှသာညီညာပြီး balance ဖြစ်တဲ့ espresso ကောင်းတစ်ခုကိုရနိုင်မှာဖြစ်ပါတယ်။ဒီလိုသေးငယ်တဲ့အစဉ်လေးတစ်ခုကကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်စေသလိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလည်း atomic habits လေးတွေကဘဝကိုကြီးမားတဲ့ပြောင်းလဲမှုတွေပေးစွမ်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ကျွန်တော် Eric ပါ